여러분, 이 문장 좀 읽어보세요. 음, 왕십리에 살다가 얼마 전에 대학으로 이사했어. 설마, 이렇게 발음한 거 아니지? 이렇게 발음하면 좀 불편하지 않아요? 여러분들도 갤롬이야. 뒤로 어떤 트럼이 노아랬어요. 왕, 십, 리로 솔라이미래. 대학, 로로 솔라이미래서요. 대 자방 여러분 비디오 저도 갈로미야라 바고. 여러분 어떤 구비အောင်더 지바메. ဟုတ်ပြီနော် တန်ပြင်ဖို့လိုပါပြီအပေါ်မှာလည်းတူတူပဲဒီစာလုံးကိုရုံတို့တွေ그 deep လို့ဆိုလိုက်မိတယ်ဆိုရင်လည်းမှားနေပြီနော်ရုံတို့ပြင်ရတော့မယ်ဘာပြင်မှာလဲဆိုရင်ဘယ်လိုမျိုးအတန်ထွက်မှာလဲသွားကြည့်ကြည့်မယ်နော် ဒီအောက်မှာတော့ तू ပြထားတာလေးကနည်းနည်းလေးတော့ရှုပ်နေတယ်လို့ခံစားရမလားရုံလို့မသိပေမဲ့ပေါ့နော်အဲ့တော့ဆင်းမဒီနားလေးမှာရုံလို့ပြောပြမယ်နော် 여러분들이 디 에시 아마 디 어떤 구병에 빠따때 문버당 필거미 어떤 구병에 빠따다리 뜰라케야 동가 요는 뜰라케야라 디다 비야 어떤 병이 병노아래 뭐이 어떤 병노아래 뒤로 뜰라케야라 그러면 디니아마 서러서면 뭐 뚜러 또서နှစ်ခုလုံး 병마 비야 어떤 래 병매 어떤 니야시 어떤 래 병매 ဟုတ်ပြီနော် အဲ့တော့ ဒီမှာ 여러분 ပထမဆုံးမှတ်ထားရမယ့်ဟာကဘာလဲဆိုတော့ 여러분 ရကဘာလဲဆိုတော့ အဲ့ဒီရဘီကဘာနဲ့တွားတွေ့မှာလဲဆိုတော့ သူကဘီကဘာနဲ့တွေ့တယ်ခါနဲ့တွေ့တယ် ဟုတ်ပြီနော် ဒီလိုတွေ့သွားတဲ့အခါကျရင်တို့ဒီရဘီအတန်လဲပြောင်းရမယ်ဘာသက်အတန်လဲပြောင်းရသလိုခါသက်အတန်လဲပြောင်းရမယ် 여러분 နော် အဲ့တော့ရဘီကတော့ သူကဘာနဲ့တွေ့ 여러분ကိုအရှိချိန်မှာတော့လည်းဆင်းပြောခဲ့ဘူးလေ ရဒီပြောင်းစရာရှိရင်ဘာပဲပြောင်းလဲနပဲပြောင်းတယ် အဲ့တော့ဘာအတန်ပြောင်းမှာလဲနအတန်ပြောင်းမှာ ဟုတ်ပြီနော် ဘာကရောဘာသက်ကရဘီနဲ့တွေ့တဲ့အခါကျရင်မသက်တန်ပြောင်းသွားပြီးတော့မှ 가타카로 여러분 아따딴 병 넣어봐래. 너 가타카래 또 병시야신 아따딴 병네 여러분 혹시마 땡해보래리 가가 나의 뒤에 마예네 뚜이래 소래 가자인 가타카 아따딴 병 넣어래 소리 땡해보래 ဟုတ်တယ်နော် အဲ့ဒီမှာလဲတူတူပါပဲ တူတယ်ဆိုတာဘာကိုတူတာလဲဆိုတော့ 가타카 아따딴 병 넣어라တူတယ်လို့ပြောတာနော် ဒီမှာ 여러분 သွားကြည့်အောင် ဒီမှာ ဘာရှိမှာလဲဆိုတော့ 라비ရှိမယ်နော် ဒီမှာ 가따ရှိမယ် အဲ့တော့ 가따는 라비 တွေ့တဲ့အခါ 가디 아고 ပြောင်းတယ် 라디 나고 ပြောင်းတယ် 여러분 대학로 ဆိုတဲ့စာလုံးလေးကို 여러분들이 ဘယ်လိုဆိုမှာလဲ 대학로로 အတန်ထွက်ရတယ် 항로 အတန်ထွက်ရမယ်နော် 아따အတန်ထွက်ပါမယ် 대학로 ပြီးတဲ့နောက်မှာ 여러분 ဒီဘက်ကိုသွားကြည့်မယ် 국 립로 ရေးထားတယ် ဒီမှာ 가따 ဒီမှာ 라따 여러분 ထွက်ကြတဲ့ကလေ အတန်ကို ဖိပြီး ထွက်နေရပြီ အစင်မပြေတော့ဘူး ဒီအတန်ကြီး ထွက်လာဖို့အတွက် တကူးတကကြီး 여러분 အားစိုက်ထုတ်နေရပြီဆို သေချာတယ် အဲ့ဒီနေရာမှာ အတန်ကူးပြောင်းရှိမှာ 여러분 သိလား ကိုရီးယားစာတွေအကုန်လုံးကလေ ဖော့ပြီးတော့ပဲ ဖတ်ထားတာ 여러분 အဲ့လောက်ကြီး အားစိုက်စရာမလိုဘူး အားစိုက်နေရပြီဆိုရင် ဒါ 여러분 တခုတော့မှားနေပြီ အတန်ကူးပြောင်းပြောင်းရတော့မှာလို့ 여러분 ဒီလိုမျိုးလေးတွေးရင်ရတယ်နော် ဒီမှာဆိုလည်း တူတူပဲ 쌤가 ဒီဗီဒီယိုဘာလို့လုပ်ဖြစ်သွားလဲဆိုတော့ 쌤ကျောင်းသားတယောက်က 그립로 ဆိုလိုက်လို့ 연세 level 2 တင်နေတော့မှလေ အဲ့တော့ အဲ့နဲ့ 쌤 ပြောပြသွားချင်တာ 여러분 ဒီမှာတူတူပဲနော် 가네 라네 တွေ့ရဆိုတဲ့အခါကျရင် 가가 ဘာတက်တန်ပြောင်းမယ် 아တက်တန်ပြောင်းမယ် 라가 နာတက်တန်ပြောင်းမယ် အတန်ထွက်လာတဲ့အခါကျရင် 그립로 ဆိုပါတယ်နော် 여러분 နော် 그립 ဒီဘက်မှာရောပဲ ဒီမှာ 여러분 가예 라예 တွေ့မယ် 가디 아တက်တန်ပြောင်းမယ် 라디 나တက်တန်ပြောင်းမယ် ထွက်လာတဲ့အတန်ဒီ 공유로 ဆိုရတယ် ရေးတာတော့ 곡류로 ရေးတယ်ဆိုပေမဲ့ဆိုတဲ့အခါကျရင် 공유 ရမယ်နော် ပြီးတော့ 여러분 နောက်တစ်ခုသွားကြည့်မယ် 여러분 ပြောထားပြီးသားလေ 라예, 디 라비의 맞다당ဖြစ်ကုန်ပြီ 바သက်နော် 바သက်ရဲ့ တွေ့တဲ့အခါကျရင် 바가 마고 ပြောင်းတယ် 라가 ဘာကို ပြောင်းမယ် 나고 ပြောင်းတယ် ဒီလိုပုံစံမျိုးလေး ပြောင်းသွားလိမ့်မယ်လို့နော် ဒီမှာ 여러분 သွားကြည့်ပါ 왕십리 မဟုတ်ဘူး ဒီမှာ 바네 라네 တွေ့တယ် 바디 아따딴 sorry မသက်တန် ပြောင်းသွားမယ် 라디 나သက်တန် ပြောင်းသွားမယ် 심리 ဆိုတဲ့အတန်ထွက်လာမယ် အဲ့တော့ 왕심리 ဒီလိုလေးဖြစ်မယ် ဟုတ်ပြီနော် ဒီဘက်မှာလည်း သွားကြည့်မယ် tree of ryu မဟုတ်ဘူး 여러분 바네 라네 တွေ့တယ် 바가 마သက်တန် ပြောင်းသွားမယ် 라가 나သက်တန် ပြောင်းသွားမယ် 률 ဆိုတဲ့အတန်ဖြစ်မယ်နော် 취업률 ဒီလိုလေးနဲ့သွားမယ် ဒီမှာဆိုရင်လည်း 합리적 မဟုတ်ဘူး 여러분 ဘယ်လိုထွက်မယ် 하아 마သက်တန် ဖြစ်သွားမယ် 나သက်တန် ဖြစ်သွားမယ် 합리적 ဒီလိုပုံစံလေးနဲ့သွားလိမ့်မယ်